Hello, Mingla Baya. Chanodini, Swing in Agaro, Tona Medi, Kaki Sari, Vonoka, Siri, Udi Ibitum Kisarima. Nangang very Luade, Taribono, Tario Blue, Pione Jale, Palue, Dungani Jale, Bono. Chanodi family the Kubono. Udi, Nindese, Aukari, Today we allow she to the mother, Pimmy, not today we allow she. ဒီနေ့စေအောက်ကတွေကိုကျွန်တော်တို့ကဒီတသိန်းကျော်လောက်ကိုဖြတ်သိမ်းလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကEV လည်းတသိန်းကျော်လောက်ပြန်သွင်းရမယ်တော့ရှိတာပေါ့နော်အဲ့တော့ EV ကတစ်စီးကိုဒေါ်လာ2000ခွဲနဲ့ခံမှန်းတွက်ချက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကEV ကတစ်နှစ်ကိုထားပါတော့ဗျာ3000သွင်းမယ်ဆိုပါတော့ဒီနေ့ကိုသူ့ရဲ့ဒေါ်လာလိုအပ်ချက်က American dollar 1 billion လောက်ကုန်မှာပေါ့နော်ဆိုတော့အဲ့1 billion ဘယ်ရမလဲပေါ့နော်ဒါကိုလွယ်ကူပြောလို့ရှိရင်တော့ဒီ20ကျော်နေတဲ့ရင်းဝယ်ဟောင်းတွေကိုဖက်သိမ်းပြီးတော့ EV ပြန်ထုတ်လို့ရှိရင်အဲ့ဒီအတွက်ဒေါ်လာတွေလိုအပ်မှုရှိမှာပေါ့နော်အဲ့ဒါကိုလည်းသူကတင်းနဲ့နှုံထားတဲ့ပုံစံတွေရောင်းပေးမလို့ဆိုတာကိုဆိုတော့အဲ့ဒီဒေါ်လာတွေဘယ်ရမလဲဆိုတဲ့မေးခွန်းဖြစ်နေတာပေါ့နော်လူတွေကအဲ့ဒါဘာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိမြန်မာနိုင်ငံမှာကျွန်တော်တို့ကဒီအိမ်သုံးလုပ်ငန်းသုံးတွေအတွက်ဒီ92တွေ95တွေကိုသူကစုံမကန့်တဲ့ချက်တွေနဲ့ကန့်တတ်တယ်သူကလည်းရေတော့ဘောနော်တရက်ကိုဘလောက်ဆိုရဒီဓာကြီးတွေနဲ့ကန့်တတ်လိုက်တယ်ပေါ့အဲ့လိုကန့်တတ်လိုက်တဲ့အခါမှာ QR code တွေနဲ့ကန့်တတ်တယ်ပေါ့နော်ကန့်တတ်တဲ့အခါမှာသူကတစ်နှစ်ကိုဒီဒေါ်လာ9ဘီလီယံလောက်သက်သာသွားတယ်ဆိုတဲ့ဟာမျိုးပေါ့နော်တွေ့ရတယ်တွေ့ရတော့ဒါကျွန်တော်တို့ဒီ EV သွင်းမဲ့ကုန်ကျစရိတ်ဒေါ်လာ1ဘီလီယံဆိုတာဘာမှမရှိတော့ဘူးဒီ9ဘီလီယံနဲ့ရှိလို့ရှိရင်9ပုံတစ်ပုံလောက်ပဲရှိတယ်ပေါ့အဲ့တော့ဒီနိုင်ငံခြားငွေလိုအပ်ချက်ကမရှိဘူးပေါ့နော်ဖြစ်နိုင်တယ်ပေါ့အဲ့တော့ဒီစီးပွားကူတန်းကလှုပ်ချင်တဲ့နောက်သားစီထင်သွင်းမှုရှော့ချလိုက်မယ်ပြီး EV ထင်သွင်းမှုတိုးမြင့်လိုက်မယ်ဆိုတာဖြစ်နိုင်တယ်ပေါ့နော်မဖြစ်နိုင်မယ်စိတ်ကူးရင်နေတာပေါ့ဖြစ်နိုင်တဲ့အခြေအနေတစ်ခုပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒါလုပ်တဲ့အပေါ်မှာကြိုးလိုလားလို့မေးလို့ရှိရင်ကျွန်တော်ရဲ့တယောက်တည်းအမြင်နဲ့ဆိုလို့ရှိရင်ကျွန်တော်တော့မမောင်းလို့တော့ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒါနည်းနည်းနားရဲလူတွေတော့ရှိမှာပေါ့နော်။ဒါတွေကိုတော့တစ်ခုခုစီစဉ်ပေါ့ဒါတော့ကျွန်တော်တို့ကိစ္စတော့မဟုတ်ဘူး။ဒီဟာလုပ်တဲ့ကိစ္စကိုပဲကျွန်တော်ကပြောတာ။ဘာဖြစ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ထားပါတော့ဒီဓာတ်ဆီဒီဇယ်ဆိုတဲ့ကိစ္စတွေက92ပဲဖြစ်95ပဲဖြစ်ဒီဇယ်ဖြစ်ပရီမီယံဖြစ်ပေါ့သူကရေနံကနေထွက်တာ။ရေနံစိမ်းပေါ့နော်။အဲ့ဒီဟာကကျွန်တော်တို့ကဒီမှာစစ်ဖြစ်နေတော့ဒီဟောမဟုတ်ရေလက်ကြားပိတ်လို့ပါတော့ပေါ့နော်။အဓိကတော့သူတို့ပိတ်ချင်ပိတ်မပိတ်ချင်နေအခုလောဆရာဒါပိတ်လို့မရဘူးခန့်တက်မှုရှိတာပေါ့။တစ်ချိန်မှာနောက်နှစ်ပေါင်းဘယ်လောက်လဲတော့မသိဘူး။နောက်နှစ်ပေါင်းတစ်ချိန်မှာပေါ့ဗျာ။တဲ့မှာကျွန်တော်တို့တော့ရှိတယ်မှာရှိတော့မှာကျွန်တော်တို့မျိုးဆက်တွေချိန်မှာရင်းနေဆိုတာကုန်သွားမှာ။သိရမလား။သူကရင်းနေဆိုတာကသူကလွန်ခဲ့တဲ့တန်းပေါင်းများစွာကသိတယ်မလား။တေထားတဲ့တရားတွေရဲ့ကြောက်ဖြစ်တေထားတဲ့တရားတွေကနေဖြစ်လာတယ်နော်။တန်းပေါင်းများစွာဖြစ်ဖို့အချိန်လိုတယ်။အဲ့လိုဆိုအဲ့ဒီရင်းနေကကုန်သွားမှာတစ်ချိန်မှာကုန်သွားမှာနော်လုံးဝမရှိတော့ဒီအားလည်းကဘာ UAE မှာလည်းရေနံထွက်မှာမဟုတ်တော့ဘူးဘယ်မှာမှရှိမှာမဟုတ်တော့ရေနံကုန်သွားမှာရေနံရှားပါပစ္စည်းဖြစ်သွားမှာရွှေထဲရှားသွားမယ်စိတ်ထဲရှားသွားမယ်နောက်ဆုံးပိတ်လုံးဝတော့မရှိတော့ဘူးဗျာအဲ့ဒီချိန်ရောက်လာမှာအဲ့တော့အခုဒီမြန်မာနိုင်ငံကပေါ်ဆောင်နေတဲ့ EV ကဆိုတာသူကမီးလာတာမလားထားတော့မီးမလာဘူးထားလိုက်အောင်ဆိုလာစနစ်ရှိတယ်နေရောင်နေရရှိနေမှာနေရအများအားရှိနေမှာဟုတ်တယ်မလားပြည့်ဖြူးမင်းစွမ်းရင်ခေါ်တယ်သူကအများအားရှိနေမှာဖြစ်တယ်လို့အဲ့ဒီစွမ်းရင်ကပူရမလို့အများအားရှိနေပါလေကျွန်တော်တို့ကဒီရင်းနှံထွက်တဲ့နိုင်ငံတွေရင်းနှံအများကြီးထွက်တဲ့နိုင်ငံတွေသူတို့လည်းအားကိုးကြမလို့တော့ပထမတစ်ဆင့်ဒုတိယတစ်ဆင့်ကဝေးတော့သေးတယ်ပေါ့နော်အဲ့ဒီအနာဂတ်မှာလုံးဝရင်းနှံထွက်ပစ္စည်းတွေပြတ်တောက်သွားတဲ့အချိန်မှာလည်းပူရမလို့ဒီပြည့်ဖြူးမင်းစွမ်းရင်ဒါကြောင့်ဒီဥစ္စာကတော့ကျွန်တော်တို့မှန်တယ်လို့ယူဆတယ်ဒါအမိကိုကင်းတယ်ဗျာဟုတ်တယ်မလားဒီနောက်15ကနေ20ကြာတဲ့အခါမှာဒီ battery ကိုဘယ်လိုဆုပ်ပြမလဲဒါကတော့နောက်တစ်ဆက်ပေါ့နော်ဒါနောက်ဒီ20ဆိုလို့ရှိရင်ဒီပညာရေးလည်းပုံမြင်လာမှာပေါ့ဒါတွေကရှိမှာပေါ့လက်ရှိအထိုင်ရဆိုလို့ရှိရင်ကျွန်တော်တို့ကဒါသူများကိုမိခိုးကြမလို့ပဲနဲ့ကိုယ့်အနေကိုလုပ်လို့ရတဲ့အတွက်ဒီပြည့်ဖြူးမြဲစွမ်းရင်ရှိတယ်ဗျနေအောင်ကြီးရှိတယ်ဗျအလုပ်ဖြစ်နေတဲ့ဟာတော့ကျွန်တော်မှန်တယ်လို့ယူဆတယ်ဒါကမှလို့ဆဲနေတယ်ကျွန်တော်အမြင်တော့ကျွန်တော်မှန်တယ်လို့ယူဆတယ်ပေါ့နော်โอเคဒါတစ်ပိုင်းနောက်တစ်ချက်ကကြတော့โอเคအခုဒါကျွန်တော်တို့ line မှာပွဲစားတွေပေါ့နော်သူတို့ပွဲစားတွေဒီ20ကားတွေအများကြီးပိုက်ထားမိတယ်ရှိုးလို့နေပြောကြတယ်ခင်ဗျားတို့လုံးဝမမှန်ဘူးသိကြတယ်ဆိုโอเคခင်ဗျားတို့အခုဝယ်ရလို့ဒီမျက်နှာကိုမရှိအောင်အယောင်းဝယ်လို့ရှိရင်စာချုပ်ပါလေဒီကားကိုလုံးဝမမှန်ဘူးလို့အာမခံတယ်မဖြစ်မနေမှန်ဘူးပေါ့နော်နောက်ပိုင်းကိုယ်ကိုလို့ကားတိုက်လို့
အဲ့ဒါအဖို့ဒီရှင်နေတိုင်းဆိုလို့ရှိရင်လုံးဝမတ်ဘူးလို့အမှတ်ခံတယ်အရေးမတော်ဘူးပေါ့နော်အရေးကျော်လို့ရှိရင်ခုဝယ်ထားတဲ့ဈေးတိုင်းပြန်ရောမယ်ဆိုစာချုပ်မှာမဟုတ်ထည့်ရပြီးအောင်ဝယ်တော့လည်းအချက်ပါမှဝယ်အဲ့ဒါဆိုလို့ရှိရင်အဆင်ပြေလိနော်မအရေးမကျော်ဘူးဆိုလို့ရှိရင်ဘာလို့ငကိုတိုင်းပဲပေါ့အရေးကျော်ရဆိုလို့ရှိရင်တော့ဘယ်သူမဆုံးရှုံးတော့ဘူးလေနော်ဒါရေကျော်ရမယ်မကျော်ဘူးအရင်ခုဖြစ်မဲ့လားအဲ့ဒီစာချုပ်လေးမှာအဲ့ဒီထည့်ချုပ်လိုက်အဲ့ဒါဆိုရင်ရောင်းသူပဲသူအဆင်ပြေရလိနော်ဟုတ်တယ်မလားဒါလေး